တော်တင်လားဒါလေးရောကိုမြင်နိုင်ကြကျမဒီနေ့ Asma Radar ကန်ပြီးလိုက်ပေါ်မှာဖြစ်ပါတယ်ရှင်တတိယရင်မတတိယဟာဘူးစားဘယ်လေးစားနေရလားငါ့ကိုလည်းကျေးပါငါလည်းစားချင်လို့ပါဖတ်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 ဖရန်ကိုဘာလဲဖရန်ကိုဆွဲတယ်တေးတော့တာဝရလေးဆွဲခေါ်တယ်နင်းနဲ့ပွင့်တွေ့မယ်ငါခုနတာဝရဆွဲမလားငါခုနစ်တာဝရဝီလီမြို့ပြန်ပတ်နေပြီဟာဘူးစီကျမဖာခင်နဲ့တက်ဖိပါပြီရှင်ဟာဘူးစီတက်ရှူကြပါပါပြီရှင်မကြငင်ရှောသားပါပြီရှင်ဟိုလေကြာနေရဟိုကင်ကွန်ကွန်ကွန်လူသိရှောက်တဲ့မန်းတဲ့ပေါ်မင်းလေးရှိလို့ပြောညလုံးမြတ်တင်တော့ကြိုးကြောက်တယ်ရှင်နေပါနဲ့ကွယ်ခါနေနဲ့ဖက်တော့ပိတ်ကိုင်းသူရဲ့လော်လေးကိုင်းလက်လေးကိုင်းမှားတော့ပြိတ္တကြီးရဲ့ဒီဒီပီတို့ရဲ့ကြည့်ညာတော့ပြိတ္တကြီးရဲ့မချမ်းချအောင်ဆောင်ပန်းဆောင်ဘောင်းမနေ့ကမြေဝရီကောဖော်ရဖြစ်တဲ့ဂျာနီကတကောင်တက်ပြီးသွားလို့ရှိရင်ခေါင်းတက်ပြီးသွားရဲ့ဆိုလို့ရှိရင်ခေါင်းတက်လိုက်လို့ရှိရင်လေနောက်ဆုံးတကောင်မတိုင်လေကျမပုတ်တော့မယ်ရှင်ဗီယိုကျမအခုချိန်မှာပေါင်ကနေတက်ပြီးတဲ့ချိန်မှာအိုးတိုင်းမှုဖြစ်သွား round round ပေါင်ဖာပြီးပြန်ဘာyes ကျမအောင်စရနိုင်ချင်တာရှင်တော့နိုင်ရတော့ပဲကျမယူစပန်ကွာရထရဘကီပေးကြပါရှင်ကျမထရဘကီမောင်ကြီးကိုပေါလို့မရကျမစကေးတူလေးနဲ့ချိန်ပြီးတော့ပုတ်ပေးမှဖြစ်ပါရဲ့ရှင်ပုတ်တော့ကောင်းမောင်ကြီးရဲ့ပုတ်တော့ကောင်းအခုချိန်မှာ Asma Radar လေးကောင်နဲ့ဝင်ဝါ Asma ရရှိအစ္စလာမ်မောအာဒီမိနဲ့ဟာရာဘူဆာကောင်းချောင်းပိတ်ကန်လေးပေါ်လွင် Asma Radar လိုက်ပေါ့ထောင်ပတ်ပြေ enemy တွေ3ယောက်တော့နောက်ဆုတ်ဈေးချန်ခဲ့လို့ဈေးကိုပို့ဈေးချွာဝါ Asma Radar ထရဘကီရရှိဟာရာဘူစီထရဘကီပြပါလို့တို့ပါတော့ထရဘကီVictory မျိုးဗီဒီယိုစက်တဲ့ဆိုလို့ရှိရင်ပေါင်းနေတဲ့တယ်လီဘီကောမှာကြည့်မှခင်တော့အားလုံးပဲဆင်ပြေကြပါစေဘိုင်Match လာ26ရက်နေပြီးတော့ April 1ရက်နေ့အတွင်း shop မှာ hero တွေနဲ့ skin တွေကို discount တွေနဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ epic skin တကောင်ဝယ်ဖို့ပဲနေရတော့ recommend ပေးချင်ပါတယ်။တို့ရှိမှာ promo diamond က800ကျော်ရှိရဲရိုးရိုး diamond တစ်လုံးရှိရဆိုလို့ရှိရင်တော့ကိုကြိုက်နေတဲ့ epic skin တကောင်ကိုယူလို့ရမှာပဲဖြစ်ပါတယ်။ hero တွေ skin တွေမလိုချင်တဲ့သူဆိုလို့ရှိရင်လည်း record တွေလာဖောက်လို့ရပါသေးရဲ့နော်။ Neo ပြောထားတဲ့အတိုင်း3လပိုင်း26ရက်နေပြီးတော့4လပိုင်း1ရက်နေ့အတွင်းမှာဒါ shop မှာကိုကြိုက်နေတဲ့ skin တွေနဲ့ hero တွေကို discount နဲ့ရယူနိုင်မှာဖြစ်တဲ့ကြောင့်ပါဝင်ကြဖို့မမေ့နဲ့နော်။နောက်တစ်ခုက match လာ28ရက်နေပြီးတော့30ရက်နေ့အတွင်းမှာ Oppo ဖုန်းတွေဒါမှမဟုတ် Diamond ကန်ထူးနိုင်တဲ့ Sling Golden Spin ရဲ့ကြာချိန်ကို3:30 PM ကနေပြီးတော့1:30 AM ထိရမယ်ဆိုလို့ရှိရင် even ရဲ့ကြာချိန်ကို10နာရီထိပြောင်းလဲပေးထားတာပဲဖြစ်ပါတယ်။မင်းများပေါက်နိုင်အောင်အခွင့်အရေးကိုလည်းတိုးပေးထားတာဖြစ်တဲ့ကြောင့်ညီကိုပြောထားတဲ့အတိုင်း match လာ28ရက်နေပြီးတော့30ရက်နေ့အတွင်းမှာဂိမ်းနဲ့ဝင်ပြီးတော့ Sling Golden Spin မှာပါဝင်ဖို့မမေ့ကြနဲ့နော်အားလုံးပဲဆင်ပြေကြပါစေဘိုင်